ဒီလိုနဲ့သူမလည်းနှစ်သိန်းဆက်ဖို့အတွက်ကုမ္ပဏီတစ်ခုကိုအလုပ်လျှောက်ဖို့ရောက်နေတယ်ဘေးကလူတွေရဲ့ပြောကြားချက်အရဒီကုမ္ပဏီဟာတရုတ်ပြည်ရဲ့နံပါတ်1ဖြစ်ပြီးပိုင်ရှင်ကလည်းလက်မထက်ရသေးတဲ့ငငယ်ချောယောက်ျားလေးဖြစ်ကြောင်းသိရတယ်လာလျှောက်တဲ့သူအများစုကအလုပ်ရဖို့ထက် CEO လေးရဲ့အာရုံစိုက်မှုရယူပြီးဇနီးမယားဖြစ်ချင်လို့လျှောက်ကြတာဖြစ်တယ်သူမကိုလည်းအဲ့လိုရည်ရွယ်ချက်နဲ့လာတာလားလို့မေးတော့အလုပ်ရချင်လို့လာတာပါကျမကလက်ထပ်ပြီးသားပါလို့ပြန်ဖြေလိုက်တယ်ဘေးကမိန်းကလေးတွေကတော့ပြိုင်ဘက်တစ်ယောက်ရောသွားပြီဆိုပြီးတပြင်းချကြတယ်သူမကအင်တာဗျူးတဲ့အချိန်လိုရမယ်ရ CEO ရဲ့နာမည်ကိုမေးနေတော့သူမနာမည်ခေါ်တန်ကြားလိုက်ရတယ်မမေးတော့ပဲထသွားနေစီသူမရဲ့ဟန်ဆောင်ယောက်ျားဘေးကဖြတ်သွားတာတော့မသိလိုက်ဘူးအင်တာဗျူးတဲ့နေရာရောက်တော့ခေါင်းဆောင်ကသူမရဲ့နွမ်းပါတဲ့ပုံစံကိုမြင်ပြီးနှာခေါင်းရှုံတယ်ပြီးတော့နောက်ထပ်အင်တာဗျူးဖြေမဲ့သူကိုတော့ရိုသေစွာဆက်ဆံကြတယ်ဘာလို့လဲဆိုတော့ဒီကုမ္ပဏီရဲ့ရှယ်ယာဝင်ရဲ့တူမဖြစ်နေလို့ပါထို့နောက်သူမကိုသူမစုခါခါလို့မိတ်ဆက်လိုက်တော့အန်အောတယ်လို့နဲ့လှည့်ကြည့်တယ်မထီမဲ့မြင်ပုံစံနဲ့သူမနာမည်ကိုခေါ်လိုက်တယ်သူမလည်းပြန်ကြည့်လိုက်တော့ကြောက်မြက်ရတနာဒီဇိုင်းတက္ကသိုလ်တုန်းကသူမရဲ့ပြိုင်ဘက်ရန်ကျိုးဖြစ်နေတယ်အင်တာဗျူးမေးတဲ့သူကအချင်းချင်းသိကြတာလားမေးတော့အမိုက်ကောက်လို့ရတဲ့ကျောင်းစာရိတ်နဲ့ကျောင်းတက်တဲ့သူလို့ချိုးနေစွာပြောလိုက်တယ်အားလုံးကလှောင်တယ်လို့အပြုတ်မှုနဲ့ရေကြတယ်သူမကတော့အင်တာဗျူးလာဖြေတဲ့သူကိုအင်တာဗျူးနဲ့မဆိုင်တာတွေမမေးသင့်ဘူးလို့ပြောလိုက်တယ်အဲ့လိုပြောလိုက်တော့မေးတဲ့သူကဆိုင်တယ်ဒီအလုပ်ကမင်းရဲ့အတိတ်ကိုကြည့်ပြီးမှဆုံးဖြတ်တာဒါကြောင့်အရင်ကဘာအလုပ်လုပ်ခဲ့လဲလို့မေးတော့သူမလည်းဖြေရခက်စွာနဲ့အစားတောက်ပိုးတဲ့ဒလီပါလို့ဖြေလိုက်တယ်သူတို့တွေထပ်မံလှောင်ရည်ကြပြန်တယ်ဒီလိုလူမျိုးကိုသူတို့အနေနဲ့အလုပ်မခန့်နိုင်ဘူးပြောတယ်စုခါခါလည်းဒီအလုပ်ကိုရမှာဖြစ်တဲ့အတွက်သူမရဲ့အရင်အလုပ်ကအခြေအနေအရလုပ်ရတာဖြစ်ပြီးအခုအလုပ်ကသူမရထားတဲ့ပွဲနဲ့ကိုက်ညီကြောင်းရှင်းပြတယ်ပြီးတော့သူမရဲ့ဒီဇိုင်းတွေကိုပါကြည့်ရှုဆုံးဖြတ်ပေးဖို့တောင်းဆိုတယ်အစားတောက်ပိုးတဲ့သူကဘလို့ဒီဇိုင်းဆွဲတတ်မှလဲဆိုပြီးအထင်သေးစွာနဲ့ဒီဇိုင်းပုံချင်းရှုပ်ပြန်ကြည့်ဖို့စိန်ခေါ်လိုက်တယ်ရှုံးရင်လက်ခံပြီးနောက်ထပ်လာမလျှောက်ဖို့ပြောတယ်ရန်ကျိုးဟာနာမည်ကြီးကျောင်းသားရဲ့ဒီဇိုင်းပုံကိုဝယ်ထားတာဖြစ်တာကြောင့်နိုင်ဖို့ကိုယုံကြည်မှုရှိနေတယ်ထိုပုံကိုသူမပုံဆိုပြီးထုတ်ပြတော့ပုံချင်းတူနေတယ်ရန်ကျိုးကစုခါခါကိုခိုးချတာလို့အရင်ပြောတယ်စုခါခါကတော့ဒါသူမပုံဖြစ်ကြောင်းသူမဟာကျောင်းကလေးကဒီဇိုင်းနဲ့ပတ်သက်ပြီးစုတွေအများကြီးရထားတာသိရတာနဲ့ဘာလို့ခိုးတယ်ပြောတာလဲလို့ပြန်ပြောတယ်တကယ်တော့အဲ့ပုံကိုကျောင်းကလေးကရန်ချင်းချင်းခိုးထားမှန်းသိကြောင်းထပ်ပြောတယ်ဒါသာနင့်ဒီဇိုင်းဆိုရင်ဒီပုံကအတိတ်ကဘာလဲလို့မေးတော့ရန်ချင်းချင်းကြောင်သွားတယ်ခေါင်းဆောင်ကတော့အခြေအနေကိုသုံးသပ်ကမျက်နှာကြီးကဟင်းဖက်ပါပြီးဆင်းရဲတဲ့သူမကိုအလုံးမခန့်ခဲ့ပါဘူးဒီအကြောင်းက CEO စီရောက်သွားတယ်သူလည်းဖြေရှင်းပေးမယ်ဆိုပြီးထွက်လာတယ်ရန်ချင်းချင်းကသူမရဲ့ပုံကိုနင်းပြီးနင့်လိုအရေးချင်းနဲ့ပြန်ရဲတာအံ့ဩတယ်လို့ပြောလိုက်တယ်သူမလည်းစိတ်တူစွာနဲ့ဒီလိုကုမ္ပဏီမျိုးကိုတစ်သက်လုံးအလုံးမလုပ်ဘူးလို့ပြောပြီးထွက်လာတယ်အဲ့ဒီအချိန်သူမရဲ့ဟန်ဆောင်ယောက်ျားနဲ့တိုးတယ်